ဒီနေ့ကတော့ကျမအကြိုက်ဆုံးညီမအစားအစာဖြစ်တဲ့မုံလုံးရေပေါ်လေးတွေအိမ်မှာလှုပ်စားဖြစ်ကြတယ်အလုပ်တွေဘလောက်များများဒီလို family တိုင်းလေးတွေဆိုရင်စိတ်ကအလိုလိုကြည်နူးနေတတ်ပါတယ်ကျမနယ်မုံနဲ့အချိုးကတော့ကောက်ညှင်းမုံ2စနဲ့စံမုံ1စပဲဖြစ်ပါတယ်ကျမကတော့အုံနို့ကိုအရင်ထည့်ပါတယ်ပြီးမှမုံနဲ့အတွက်ရေလိုလို့ရှိရင်ရေလေးကိုနည်းနည်းထည့်ဆွတ်ပါတယ်ရှင်အုံနို့ထည့်တဲ့အတွက်မုံသားလေးဟာပိုဣပြီးတော့ပိုမှုေးပြီးတော့ပိုစားကောင်းပါတယ်ရှင်ပြီးရင်မုံလုံးထဲမှာခြာပတ်နာဖို့အတွက်ထညက်လေးတွေခွဲထားပါတယ်မုံလုံးတဲ့အချိန်မှာတတကလည်းကျွန်တော်လည်းဝင်ကူမယ်တမိကလည်းသူကြိုက်တဲ့ shape လေးတွေဖန်တီးခြင်းတဲ့အတွက်မိသားစုအတူတူဝိုင်းပြီးတော့လုပ်ကြပါတယ်သူတို့ကြိုက်တယ်လို့ကာလာအယောင်လေးတွေဆက်ပြီးတော့သူတို့ကြိုက်တဲ့ပုံစံလေးတွေလုပ်ပါတယ်အရင်ဆုံးရေလေးဆူလာပြီဆိုရင်တော့လုံးထားတဲ့မုံလုံးလေးတွေကိုပြစ်ထည့်လိုက်ပါတယ်မုံလုံးထဲမှာတော့ထညက်တွေအပြည့်ထည့်ထားတယ်ပြုတ်ပြီးလို့ပြန်ပေါ်လာတဲ့အချိန်မှာထညက်ရေပူပူလေးတွေစီးကြလာတာကိုမြင်ရတာကတော့ငယ်တုန်းကအရသာလေးတွေကိုပြန်သတိရမိပါတယ်ရှင်မုံလုံးလေးတွေကြက်လို့ပေါ်လာပြီဆိုရင်တော့ရေခဲတုံးထည့်စိန်ထားတဲ့ရေထဲမှာတစ်လုံးနဲ့တစ်လုံးစီးကပ်မသွားအောင်ဆယ်ပြီးတော့ထည့်လိုက်ပါတယ်။မုတ်ကြာစီတေးသေးလေးတွေကိုတညက်ရေလေးစမ်းပြီးစားရတာကလည်းရိုးရှင်းပေမဲ့အရန်ကိုစိတ်ကြည်နေစေတဲ့အရာသာမျိုးပါ။သမီးကတော့သူကိုယ်တိုင်လုပ်ထားတဲ့ရောင်စုံအလုံးလေးတွေကိုသူတငယ်ချင်းတွေအတွက်ဆိုပြီးတော့ခွဲထည့်နေပါတယ်။ကျမအတွက်တော့တချို့ပျော်ရွှင်မှုတွေဟာဈေးကြီးပေးစရာမလိုပါဘူးရှင်။မေမေကမုံနေတဲ့တသမီးတွေကဝိုင်းကူနေကြတယ်။ရီတန်လေးတွေကြားရတယ်၊စူတန်လေးတွေကြားရတယ်။ဒီလိုတာမန်နေ့ရဲ့လူတွေထဲမှာပဲဘဝရဲ့အပျော်ဆုံးအမှတ်တရတွေရှိတာပြီးတော့အုံသီးစက်လေးဖြူပြီးတော့ကျမကြိုက်တဲ့မုံလုံးလေးစားနေရတဲ့အတွက်အဲ့ဒီနေ့ကတော့ကျမအတွက် perfect နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်ရှင်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးပါ